ရခိုင်တမိုင်းတစ်ခုတည်းမဟုတ်ပါဘူးယဉ်ကျေးမှုသာသနာနဲ့အာဏာတို့ထုထဲကြီးစွာပေါင်းစပ်ထားတဲ့နယ်မြေတစ်ခုပါမြန်မာနိုင်ငံ၏အနောက်မြောက်ကမ်းရိုးတန်းတစ်လျှောက်မှာတည်ရှိပြီးဘင်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ရခိုင်ပြည်ရှေးဟောင်းအာရကန်နိုင်ငံတော်နဲ့ဓာတ်ရိုက်ဆက်နွယ်နေတဲ့သမိုင်းဝင်ဒေသတစ်ခုဖြစ်ပါတယ်ရခိုင်သမိုင်းကိုခေတ်9ခေတ်အဖြစ်ခွဲခြားနိုင်ပါတယ်ဒီညဝတီဝေတာလီလေးမြို့ခေတ်မြောက်ဦးဘရင်နိုင်ငံတော်ထို့နောက်မြန်မာအုပ်ချုပ်မှုဗြိတိသအုပ်ချုပ်မှုနှင့်လွတ်လပ်ရေးနောက်ပိုင်းမြန်မာနိုင်ငံ၏တစိမ့်တစ်ပိုင်းအဖြစ်ဆက်လက်တည်ရှိလာခဲ့ပါတယ်AD ပထမထောင်စုနှစ်ကစပြီးရခိုင်ဟာအိန္ဒိယနဲ့အရှေ့တောင်အာရှကြားအရေးကြီးတဲ့ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်ဒီညဝတီမြို့ဟောင်းရခိုင်ဘရင်နိုင်ငံများအနက်အစောဆုံးနဲ့အိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးမှုအများဆုံးရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်စန္ဒသုတိယမင်းလက်ထက်မှာဗုဒ္ဓမြတ်စွာဘုရားကြွားရောက်တော်မူခဲ့ပြီးမဟာမုနီရုပ်ပွားတော်ကိုတည်ထောင်ခဲ့သည်ဟုယုံကြည်ကြပါတယ်ဒီအဖြစ်အပျက်ကရခိုင်တွင်ဗုဒ္ဓဘာသာကိုအဓိကယုံကြည်မှုအဖြစ်တည်ထောင်ပေးခဲ့ပါတယ်ထို့နောက်ဝေသားလီခေတ်ဓညဝတီကြဆင်းပြီးနောက်ပေါ်ပေါက်လာခဲ့ပြီးကုန်သွယ်ရေးအခြေခံသောနိုင်ငံတစ်ခုအဖြစ်ထွန်းကားခဲ့ပါတယ်တရုတ်အိန္ဒိယနှင့်အရှေ့တောင်အာရှနိုင်ငံများအကြားပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက်အရေးကြီးသောစိတ်ကမ်းမျိုးတစ်ခုဖြစ်ခဲ့ပါတယ်လောင်ကျက်ခေတ်မင်းထီမင်းကဲ့သို့သောအာဏာရှိသောမင်းများ၏လက်ထက်တွင်ရခိုင်နိုင်ငံသည်ထပ်မံတည်ငြိမ်လာခဲ့သည်ထို့နောက်ရခိုင်သမိုင်း၏အထွတ်အထိပ်မြောက်ဦးဘရင်နိုင်ငံတော်ဒီနိုင်ငံဟာရခိုင်သမိုင်းတွင်အင်အားအကြီးဆုံးဖြစ်ပြီးဘင်္ဂလားပင်လယ်ကမ်းရိုးတန်းဒေသအများစုကိုထိန်းချုပ်နိုင်ခဲ့ပါတယ်တောင်ငူမြန်မာ၏ကျူးကျော်မှုကိုနှစ်ကြိမ်တိုင်ကာကွယ်နိုင်ခဲ့ပြီးနိုင်ငံတကာကုန်သွယ်ရေးနှင့်တန်တမာရေးရာတွင်လည်းအလွန်တက်ကြွခဲ့ပါတယ်အာရဗ်ပေါ်တူဂီဒက်ရှ်နှင့်အခြားနိုင်ငံများနဲ့ဆက်ဆံရေးများကမြောက်ဦးကိုစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်စေခဲ့သည်ဒါပေမဲ့1984ခုနှစ်ဒီဇင်ဘာ31ရက်နေ့မှာကုန်းပေါင်မြန်မာတို့ကမြောက်ဦးနိုင်ငံကိုသိမ်းပိုက်ခဲ့ပါတယ်ပြီးတော့1826ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးအာရကန်ကိုဗြိတိရှားတို့ထံလွှဲပြောင်းပေးခဲ့ရပါတယ်ထို့နောက်ဗြိတိရှားအုပ်ချုပ်မှုအောက်တွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး1948ခုနှစ်တွင်လွတ်လပ်သောမြန်မာနိုင်ငံ၏တစိမ့်တစ်ပိုင်းအဖြစ်ပြန်လည်ပါဝင်လာခဲ့သည်ယနေ့ရခိုင်ပြည်သည်သမိုင်းအမွေအနှစ်များဖျားစီတီများနှင့်ယဉ်ကျေးမှုအလှများပြည့်နှက်နေစေဖြစ်ပြီးအတိတ်ဤဂုဏ်ယူဖွယ်ရာသမိုင်းကိုဆက်လက်ထိန်းသိမ်းထားသောမြန်မာနိုင်ငံ၏အရေးပါသောဒေသတစ်ခုဖြစ်နေစေဖြစ်ပါတယ်